ယနေ့ကမ္ဘာပင်လယ်ပြင်တွေမှာလှုပ်ရှားနေတဲ့ကုန်တင်သင်္ဘောအများစုကိုအမေရိကန်ကထုတ်လုပ်ထားတယ်လို့ထင်ရင်မှားဝပါလိမ့်မယ်။တချိန်ကကမ္ဘာသင်္ဘောတိဆောက်ရေးမှာဆိုရင်အမေရိကန်ကဘယင်းသစုဖြစ်ခဲ့တာမှန်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့အမေရိကန်ရဲ့ဘွဲကိုပြန်ဖက်တယောက်ကလွှဲယူလိုက်တာကြားခဲ့ပါပြီ။တချိန်ကအမေရိကန်ကသင်္ဘောတိဆောက်ရေးမှာဘယင်းသစုဖြစ်ခဲ့တဲ့ဆိုပေမဲ့အခုချိန်မှာတော့သင်္ဘောတိဆောက်ရေးလုပ်ငန်းမှာဆိုရင် top 10နိုင်ငံထဲမှာတော့မပါဝင်တော့ပါဘူး။ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။တယောက်ကတင်ပေါ်တိဆောက်ရေးလုပ်ငန်းမှာဘာကြောင့်လင်းလင်းမြန်မြန်တိုးတက်လာရတာလဲဒီနေ့ဗီဒီယိုမှာတော့ဒီအကြောင်းတွေကိုအတူတူလေ့လာကြည့်ရမှာပါဟယ်လိုအားလုံးမင်္ဂလာပါ Hitam Page ကနေအားလုံးကြိုဆိုလိုက်ပါတယ်တင်ပေါ်တိဆောက်ရေးလုပ်ငန်းကိုပြောဖို့ဆိုရင်ဒုတိယကမ္ဘာစစ်ပြီး1945ခုနှစ်ကနေစပြီးပြောရမှာပါအဲ့ဒီချိန်ကတင်ပေါ်တိဆောက်ရေးလုပ်ငန်းမှာအမေရိကန်ကရွှေခေတ်ဖြစ်ခဲ့တဲ့ချိန်မှာကမ္ဘာပေါ်မှာတင်ပေါ်တိဆောက်တဲ့တင်ပေါ်ကြီးအများဆုံးရှိတဲ့နေရာကလည်းအမေရိကန်မှာပါစစ်တင်ပေါ်ခေါင်းတင်တင်ပေါ်တွေအပြေအဝထောက်လုပ်နိုင်ခဲ့တဲ့အချိန်မှာပင်လယ်ပြင်တွေမှာခုံမုံနေတဲ့တင်ပေါ်အများစုကိုအမေရိကန်ကထောက်လုပ်ထားတယ်လို့ပြောရင်မှန်ပါလိမ့်မယ်အဲ့ဒီချိန်က Made in USA ship ဆိုတာအရွေတဲ့အကောင်းဆုံးတင်ပေါ်လို့သတ်မှတ်ထားခဲ့ကြတာပါဒါပေမဲ့အမေရိကန်မှာပြဿနာကြီးကြီးတစ်ခုရှိနေပါတယ်အဲ့ဒါကထုတ်လုပ်မှုကောင်ကြစရိုက်အလွန်စေးကြီးလာခဲ့တာပါအမေရိကန်တင်ပေါ်တိဆောက်မှုအားနဲ့လာခဲ့တာ1980ခုနှစ်လောက်မှာပါအလတမကောင်ကြစရိုက်အလွန်စေးကြီးလာတဲ့အတွက်ကောင်တင်ပေါ်တွေကိုသူတို့ကမထုတ်လို့တော့ဘဲနဲ့အာရှဘက်ကိုလွှဲပြောင်းပေးဖို့စဉ်းစားလာခဲ့ပါတယ်။အာရှဆိုတာကအမေရိကန်သက်ရှင်ရင်အလတမစရိုက်တော်လေးတက်တာတဲ့နေရာတစ်ခုပါ။အဲဒီနောက်အမေရိကန်ကကုန်တင်ပေါ်တွေအစားစစ်တင်ပေါ်တွေကိုပဲအဓိကထားတည်ဆောက်ခဲ့ကြတာပါ။အမေရိကန်နိုင်ငံထဲမှာကုန်တင်ပေါ်ထုတ်လုပ်မှုလျော့နေလာခဲ့တဲ့အတွက်အစိုးရကလည်းတင်ပေါ်တည်ဆောက်ရေးလုပ်ငန်းမှာအစိုးရထောက်ပံ့မှုတွေရပ်တန့်သွားခဲ့ပါတယ်။အဲဒီအတွက်တင်ပေါ်တည်ဆောက်ရေးလုပ်ငန်းတွေကိုပါရပ်တန့်ခဲ့ရပြီးအရင်ကတင်ပေါ်တိဆောက်နိုင်တဲ့တင်ပေါ်ချင်းအကြီးစား20ရှိရာကနေအခုဆိုရင်တင်ပေါ်တိဆောက်နိုင်တဲ့အကြီးစားနေရာ9ကျင်းသာကျန်ရှိပါတော့တယ်။အဲဒီချိန်မှာအမေရိကန်ကလက်လွှတ်လိုက်တဲ့ကုန်တင်ပေါ်အများစုကိုလက်ခံပြီးတိဆောက်ပေးနေတာဂျပန်နိုင်ငံပါ။ဂျပန်က1980နောက်ပိုင်းမှာကမ္ဘာတင်ပေါ်တိဆောက်ရေးလုပ်ငန်းမှာနံပါတ်1နေရာဖြစ်လာခဲ့ပါတယ်။ဂျပန်ထုတ်ကုန်တွေကအလုံးတိကျတဲ့အတိုင်း quality ကောင်းတယ်။ဒါကပဲဂျပန်ကိုပို့ပြီးပြောင်းအားတက်စေခဲ့ပါတယ်။ဂျပန်ကရေနံတင်သင်္ဘောတွေကုန်တင်သင်္ဘောတွေအများဆုံးထုတ်လုပ်ပေးခဲ့တာပါ။ဒါပေမဲ့ဂျပန်ကလည်းကြကြမခံခဲ့ပါဘူး။နောက်ထပ်နှစ်အနည်းငယ်ကြာမှဂျပန်ကိုစိန်ခေါ်နိုင်တဲ့နိုင်ငံတစ်ခုတင်ပေါ်တိဆောက်ရေးကဏ္ဍတွေကိုဝင်ရောက်လာခဲ့ပါတယ်။ဟုတ်ပါတယ်။အဲ့ဒါကတော့တောင်ကိုရီးယားနိုင်ငံပါ။တောင်ကိုရီးယားကလည်း1990ခုနှစ်ကစလို့တင်ပေါ်တိဆောက်ရေးမှာနေရာရလာခဲ့ပါတယ်။ Honda, Samsung ကုမ္ပဏီတွေကတောင်ကိုရီးယားရဲ့အကြီးဆုံးကုမ္ပဏီတွေပါ။တောင်ကိုရီးယားရဲ့အားသာချက်ကဂျပန်ထက်ပိုပြီးစေးသက်တာလို့ပါ။ဂျပန်ထက်ကြီးမားတဲ့တင်ပေါ်တိဆောက်ရေးနေရာတွေလည်းရှိပါတယ်။ရေနံတင်တင်ပေါ်ကွန်တိန်နာတင်ပေါ်တွေနဲ့တဘာဝတန်ငွေတင်တင်ပေါ် AMG တင်ပေါ်တွေအထိကိုရီးယားနိုင်ငံကထုတ်လုပ်နိုင်ခဲ့တာပါ။စေးသက်တာတဲ့အတွက်ဝယ်သူတွေကရွေးချယ်စရာတစ်ခုပေါ်လာခဲ့တာပေါ့။တင်ပေါ်တိဆောက်ရေးလုပ်ငန်းကိုနောက်ဆုံးမှဝင်လာခဲ့တာကတရုတ်နိုင်ငံမှာအစပိုင်းကတရုတ်တင်ပေါ်တွေကိုလူတွေကဈေးသက်သာပြီး quality မကောင်းဘူးလို့ပြောခဲ့ကြတာရှိပါတယ်။ဒါပေမဲ့တရုတ်ဆိုရကတရုတ်တင်ပေါ်တိဆောက်ရေးလုပ်ငန်းအတွက်ငွေဘီလီယံနဲ့ချီထောက်ပံ့ပေးခဲ့တာပါ။ကမ္ဘာမှာ Made in China ဆိုတဲ့နာမည်နဲ့ကမ္ဘာကြီးကိုလွှမ်းမိုးဖို့တရုတ်တို့စီစဉ်ကစတင်လာခဲ့ပါတယ်။တရုတ်တင်ပေါ်တိဆောက်ရေးလုပ်ငန်းကလေလံမြန်မြန်ပဲတိုးတက်လာခဲ့ပြီးသူများကို copy ကူးထားတဲ့ဆိုပေမဲ့ဈေးသက်သာတယ်မြန်ဆန်တယ်အချိန်တိုက်ပြီးမဆောက်ထီတဲ့အတွက်ဒီချက်တွေကပဲသူ့ကိုဈေးကွက်နေရာတစ်ခုရရှိလာခဲ့ပါတယ်တရုတ်ကတင်ပေါ်တိဆောက်ရေးလုပ်ငန်းမှာလေလံမြန်မြန်ပဲဂျပန်နဲ့ကိုရီးယားကိုကျော်တက်လာခဲ့ပြီးနံပါတ်1နေရာကိုရယူလိုက်တာပါကမ္ဘာပေါ်မှာအကြီးဆုံးတင်ပေါ်ချင်းရှိတဲ့နေရာကလည်းတရုတ်နိုင်ငံမှာပဲကမ္ဘာတင်ပေါ်တိဆောက်မှုရဲ့90%လောက်ထိတရုတ်ကထိန်းထားနိုင်ခဲ့ပါတယ်ဒီလိုမျိုးမြန်မြန်ဆန်ဆန်နဲ့တင်ပေါ်တွေကိုတိဆောက်နိုင်တဲ့အားသာချက်တရုတ်မှာအများကြီးရှိပါတယ်ဒီထဲမှာအရေးပါတဲ့ချက်တစ်ချက်ကတော့ကုန်ကျစရိတ်သက်သာတဲ့ကျွမ်းကျင်လုပ်သားများစွာရှိတာပါတရုတ်နိုင်ငံဆိုတာပညာတတ်တွေအင်ဂျင်နီယာတွေများစွာရှိပြီးတော့မှတခြားနိုင်ငံသက်ရှင်ရန်ပို့ပြီးစေနှုန်းချိုထားကြပါတယ်ကမ္ဘာလူဦးရေအများဆုံးပိုင်ဆိုင်ထားတဲ့အချက်ကိုကောင်းကောင်းသုံးချနိုင်ခဲ့တာပါဒီချက်နဲ့ပဲအမေရိကန်ကိုအများကြီးအားသာချက်ရခဲ့ပါတယ်စီးရင်တွေရဆိုရင်အမေရိကန်ကတင်ပေါ်တစ်စီးထုတ်လုပ်မယ်ဆိုရင်ဒေါ်လာ300ဘီလီယံကျော်ကုန်ကျမှာပါဒါပေမဲ့အဲ့ဒီအရွယ်အစားအဲ့ဒီပုံစံကိုပဲတရုတ်နိုင်ငံမှာထုတ်လုပ်မယ်ဆိုရင်တန်90လောက်ပဲကုန်ကြတာကိုတွေ့ရမှာပါဒါကအများကြီးခွာဟစေတဲ့အချက်ပါဒီစင်းစရာကိုပဲကြည့်လိုက်ပါတရုတ်ကတစ်နှစ်နဲ့တစ်နှစ်တင်ပေါ်တိဆောက်နိုင်စွမ်းကိုတွေ့ရမှာပါဒါပေမဲ့အမေရိကန်ကတင်ပေါ်တိဆောက်ရေးလုပ်ငန်းမှာအတော်လေးခင်းနောက်ကျနေပြီးတော့မှအနေချင်းတာထုတ်လုပ်နိုင်တာကိုတွေ့ရတာပါအခုချိန်အမေရိကန်ကတင်ပေါ်တိဆောက်ရေးလုပ်ငန်းမှာဆိုရင်ကုန်တင်တင်ပေါ်တွေကိုလုံးဝမထုတ်လုပ်တော့ပါဘူး
အဓိကစစ်ဖက်ဆိုင်ရာစစ်တင်ဘောတွေကိုပဲအဓိကထားပြီးထောက်လုပ်နေတာတွေ့ရပါတယ်။အမေရိကန်တို့ထောက်လုပ်ထားတဲ့အရေးအတွက်ကနည်းတယ်ဆိုပေမဲ့ကုန်ကျစရိတ်ကမနည်းပါဘူး။အဓိကကတော့အမေရိကန်မှာဆိုရင်ထုတ်လုပ်မှုကုန်ကျစရိတ်လက်သားကုန်ကျစရိတ်ကအတော်လေးစေးကြည့်တာပါ။ဒါကိုတယောက်နဲ့ရှယ်မှာဆိုရင်အမေရိကန်ရဲ့အားနည်းချက်တစ်ခုလို့ပြောရရင်မှန်ပါလိမ့်မယ်။ဒါပြင်အမေရိကန်မှာဆိုရင်တင်ပေါ်တည်ဆောက်ဖို့အချိန်ကအရန်ကြီးခြားတတ်ပါတယ်။ဥပမာတရုတ်မှာဆိုရင်တင်ပေါ်တစ်စီးကိုတစ်နှစ်လောက်နဲ့ထုတ်နိုင်ပေမဲ့အမေရိကန်မှာဆိုရင်အနည်းဆုံး၄-၅နှစ်ထိခြားတတ်ပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့မူဝါဒကဘာလဲဆိုရင်အရေးအတွက်ထက်အရေးအသွေးကိုပိုပြီးဦးစားပေးတာပါအကောင်းဆုံးနည်းပညာအကောင်းဆုံးဆိုတဲ့အရာတွေကိုပဲတင်ပေါ်မှာတက်ဆင်ပြီးထောက်လုပ်နေတာတွေ့ရတာပါတရုတ်ကအမေရိကန်ရဲ့ပြောင်းပြန်ပါအရေးအတွက်ကိုဦးစားပေးပြီးထောက်လုပ်ပါတယ်ဒါမှလည်းအရေးအတွက်နဲ့လွှမ်းမိုးနိုင်စွမ်းပြုလုပ်နိုင်မယ်လို့လည်းတရုတ်ကယုံကြည်ထားကြတာပါဘာပဲပြောတရုတ်ရဲ့တင်ပေါ်တည်ဆောက်မှုလုပ်ငန်းကအမေရိကန်ထက်ရှင်အများကြီးပိုပြီးထောက်လုပ်နိုင်တယ်ဆိုတာညင်းလို့ရမယ်မထင်ပါဘူးဒါကိုဒေါ်နယ်ထရက်ကအမေရိကန်မှာတင်ပေါ်ပြန်ပြီးထုတ်လုပ်ဖို့အစီအစဉ်တွေကိုအကောင့်ထဲပေါ်ဖို့စ조사နေခဲ့တာပါအမေရိကန်ရဲ့တင်ပေါ်တိဆောက်ရေးကဏ္ဍကိုဒေါ်နယ်ထရက်တယောက်ပြန်ပြီးအသက်သွင်းနိုင်ပါမလားအခုကြည့်နေတဲ့မိတ်ဆွေရောဘယ်လိုမြင်လဲ comment ထဲမှာဝင်ရောက်ညှင်းခုန်တော့လို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆိုရင်လည်းစိတ်ဝင်စားစရာအကြောင်းတွေကိုတင်ဆက်ပေးပါမှာမို့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့မြတ်တာရက်ခံပါတယ်